မင်းတက်က20ဗျမင်းလောက်ကန်ရ190 ဒီကဘာပေါ်မှာမင်းကြိုက်ဆုံးလူကနိုင်ယူဗျဘယ်ခန်းတော့ပန်းဦးကြောက်ွယ်တဲ့ခန်းဟမ်အချောဆုံးလူကကျွန်တော်ပဲဟဲ့ပါလေလေငါဗီဒီယိုတွေကို TikTok မှာတွေ့လားတွေ့တယ်အေးတွေ့ရင်မင်းဘာလုပ်လဲကြော်ပလိုက်တယ်ပြန်ချော့မယ်ချီမီတော့စိတ်ကောက်လိုက်တာဟဲ့အောင်ရေအခုကတော့အဆက်တွေပါပြက်သွားပြီဒါကျင်မှုတွေ အဲ့ဒါလာလေဟဲ့ဘာမှမလဲခင်ဗျာ ဘာတွေရလဲမောင်လေး ဟောအစုံရပါတယ်ဗျ အတုတ်တွေဘာတွေရောရလား ရပါတယ်ဗျ အဲ့ဒါဆိုမြစ်တာတုတ်လေးရွတ်ပြတယ်မောင် တကယ်တော့ပတ်စံချမ်းသာတဲ့သူတွေကတနာစရာပါလူကသိသွားပြီပတ်စံကသုံးလို့မကုန်သေးဘူးကိုယ်နဲ့တော့ပြောင်းပြန်လူကမသိသေးဘူးပတ်စံအရင်ကုန်သွားပြီ အလောင်းမတရားကြီးရဲ့ယူရီးယားပြည်ကိုဘာလို့သိနေတာသိလားယူရီးယားသမောတရားစားခြင်းလို့မင်းအဖိုးဆိုတဲ့နာမည်ဘယ်လိုခေါ်ပါပေါင်းပြမယ်။အော်စာပေါင်းပြမယ်။အေးပေါင်းပြပေါင်းပြ တဝဲထောအာရေချာငါတာအောင် ။ဟော တဝဲထောရအောင်ခထောအဆွဲဆွဲ ။အောင်ရွှေ ဟောဘူးလှမ မတနာနဲ့တော့ရှင်ကငါ့ကိုပေါ်တော်တော်ကြီးပဲဆိုရမှာတနာကြတာလေခုတော့ငါတစ်တော့စငါတို့မြန်မာနိုင်ငံမှာမွေးလာတယ်ဆိုတော့ဘာလို့မွေးလာလဲသိလားခံဖို့လေအယောဒီမှာဟုတ်တယ်ငါ့စိတ်ကြည့်မနေနဲ့ကောင်းစင်းနှုတ်တက်တဲ့ဒံမီးပြက်တဲ့ဒံမလေးစားစရာရှားပါတဲ့ဒံအလုံးမရှိတဲ့ဒံအဲ့ဒံတွေအကုန်ခံရတာအမစားကြတယ်ပါလေရှင်နည်းနည်းလောက်ပေးပါလားမရဲ့ မနေ့ကအကြံဒီပါရောစားလား စားတယ်မအဲ့ဒါမနေ့မကြံလာလိုက်နော် အယောဒီမှာ ကိုကြီးဒီမှာကိုကြီးကိုမိတ်ဆက်ပေးဖို့ညီမလေးကောင်လေးခေါ်လိုက်ဟာကိုကြီးတဘောမတူလို့မရအောင်ညီမလေးကမားပြီးသွားပြီကိုကြီးတဘောမတူလဲညီမလေးကပြောပြမဖြစ်တော့ အမေနေလည်းမောင်နှမချင်းကိုချင်းလာမထဲသားမှာသူလည်းမဖြစ်ခင်အောင်နေကအပြူစစ်လို့လား ငါလေးနင်းကိုတော်တော်လှုပ်ချင်နေပြီပြီလား ဘာဖြစ်လို့လဲမန်နေဂျာကြီး အလုပ်ခွင်ထဲမှာနင်းလှုပ်နေတဲ့ပုံစံကိုပြန်ကြည့်လေအချိုးမှမပြေတာရိုက်ကိုတက်ပစ်ချင်နေပြီ အဲ့လိုပြောပါဂျာကြီးရဲ့ညီမလေးကတော့အရန်ဝမ်းသာပြီရှင်းနေပါရီတောင်ခုံလို့ဟဲ့နင်းသိလားငါဆိုတဲ့ကောင်မကလေဘဝမှာဘသူ့ကိုမှပြန်လာပါဆိုပြီးအောက်တက်ခံပြီးမခေါ်ဘူး ကြီးကျယ်လို့ဟဲ့ EPC နဲ့လည်းတော့ရော အမနာတွေခွာရှာရအောင် ငါအရက်တစ်ခါတည်းတောက်တာဘာဖြစ်လဲငါဂိမ်းတစ်ခါတည်းဆော့တာဘာဖြစ်လဲနောက်နေ့ကစားပြီးတော့ထမင်းုံလည်းမေးချရမယ်အဝတ်တွေအားလုံးလည်းမေးလျှော့ရမယ်ကြားလား ရှားပြီလားထပ်ပြောဦးမလားတစ်ခါပြောရင်9000နဲ့ မပြောတော့ မပြောရင်ဘာလုပ်လဲခမင်းတော့တယ်လေဟာ ဟာရောင်